ပိုင်တော်ချစ်သူတွေအားလုံးအတွက်အရန်တန်တဲ့ promotion လေးတွေလည်းဒီနေ့ရဲ့ဈေးရောက်ပွဲတော်ကိုစတင်ပေးနေပြီဖြစ်ပါတယ်ခင်ဗျ။ပိုင်တော်ဘုန်းကြီးအလုံး120ပါဒီလားစားတဲ့ဘူးကိုဒီနေ့မှာအထူးဆော့ပေးနေတယ်32,500ကျပ်လေးရရှိနိုင်တဲ့အပြည့်အများဆုံးပဲလာရောက်ဝယ်ယူအားပေးဖို့အတွက်ဒီနေ့ကနေအားလုံးကိုသတင်းကောင်းပါဖိတ်ခေါ်ကြပါရခင်ဗျာတင်ပါတင်မျက်စိသူတင်မျက်စိနော်ကျွန်တော်ကြက်ဥလို့ပြောမှအဲ့ကျိုးကိုနှစ်ယောက်ပြိုင်လို့ရတယ်လူလို့ရတဲ့သူဒီသက်ဆောင်ရအောင်နော်ပထမဆုံးအဖွင့်လေးဖြစ်တဲ့တော့လို့ကျွန်တော်ဒီနှစ်ယောက်ထဲကနိုင်တဲ့သူကျွန်တော်ထီးလက်ဆောင်ပေးတယ်နော်အဖွင့်လေးဖြစ်တယ်ကဲစမ်းမနော် ready ခါ